비투가 봉생의 architectural model တခုပေါ်ကိုကျွန်တော်မတော်တဆခောက်ဆွဲကြောင့်အစအနာလေးတွေချမိလိုက်တယ်။အဲ့ဒီခောက်ဆွဲတွေဟာလူသားလေးတွေရဲ့နိုင်ငံလေးတဲကိုဓာတ်ရိုက်ကျရောက်သွားပြီးလူတိုင်းကဒီမြင်ကွင်းကြောင့်အံ့အားသင့်သွားကြတယ်။မိန်းကလေးတယောက်ရှေ့ထွက်လာပြီးအနံ့ခံကြည့်တဲ့အခါခောက်ဆွဲတွေစီကအမဲသားနဲ့လီးထွန်းနေတာကိုသိလိုက်လာတယ်။ဘယင်မကြီးကတော့ဒါဟာနတ်ဖျားတွေပေးတဲ့လက်ဆောင်လို့ယုံကြည်နေပေမဲ့တကယ်တော့ဒါဟာကျွန်တော်အမုန်းဆုံးသရေစာဆိုတာကိုသူမှမသိရှာပါဘူး။မကြခင်မှာပဲဒီပုံစံငယ်ဟာကမ္ဘာနှစ်ခုကိုဆက်သွယ်ပေးထားမှန်းကျွန်တော်သိလိုက်ရပြီးဒီနိုင်ငံလေးရဲ့အုတ်ထင်းသူလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အခြားတစ်ဖက်မှာတော့ဘရင်မကြီးကစစ်သည်တွေကိုဝေငှပေးဖို့အတွက်အဲ့ဒီခောက်ဆွဲတွေကိုအကျက်တဝက် medium rare ချက်ခိုင်းလိုက်တယ်။စစ်ပွဲတွေကြောင့်ငတ်မော်ခံပမှုတန်ခံနေရတဲ့သူတို့အတွက်တော့ဒါဟာတခါမှမမြင်ဆန်ဘူးတဲ့အရသာရှိလာတဲ့အစားအစာပါနဲ့။သူတို့တွေပျော်ပျော်ရွှင်ရွှင်စားတောက်နေလာကိုမြင်တော့ကျွန်တော်ခောက်ဆွဲကြောင့်နောက်တစ်ဘူးကိုပုံစံငယ်တဲ့ထပ်ထည့်လိုက်တယ်။နိုင်ငံလေးထဲမှာခောက်ဆွဲမှုတွေရုတ်တရက်ရွာချလိုက်သလိုဖြစ်သွားပြီးလူတိုင်းစွန့်အားသွားကြတယ်။ခဏအတွင်းမှာပဲတနိုင်ငံလုံးခောက်ဆွဲချောက်တွေဝိုင်းသွားပြီးသူတို့ရဲ့အစာရေးစာပြက်လက်မှုပြဿနာပြေလည်သွားခဲ့တယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့အဲ့ဒီအချိန်မှာရန်သူတက်မတော်ကရုတ်တရက်တိုက်ခိုက်လာပါတယ်။နိုင်ငံတော်ဟာတင်းပိုက်ခံရမယ့်အန်ဒီရဲ့နဲ့ရင်ဆိုင်လိုက်ရပြီးဘယင်မကြီးကတော့သူမရဲ့တိုင်းပြည်နဲ့အတူအထေခံဖို့ဆုံးဖြတ်လိုက်တယ်။ဒီမြင်ကွင်းကိုကျွန်တော်မြင်လိုက်ရတဲ့အတွက်ဟွန်းတစ်ခုကိုပုံစံငယ်စဉ်ပစ်ချပြီးရန်သူတွေရဲ့လမ်းကြောင်းကိုပိတ်ဆို့လိုက်တယ်။သူတို့ကတော့မစ်ဆာကောင်ကြီးနဲ့တိုးပြီးလို့ထင်သွားကြတာပေါ့။ကျွန်တော်ကဟွန်းကတစ်ဆင့်တက်ဆော့ဖို့မဟုတ်ခင်အကျိုးဆက်ကိုခံစားရမယ်လို့သတိပေးလိုက်ပြီးမယ်။ရန်သူခေါင်းဆောင်ကမယုံကြည်ပဲရန်စားတဲ့စကားတွေပါပြောလာပါတယ်။ဒါနဲ့ကျွန်တော်လည်းမိချင်မှာပါတဲ့ Leasit shot တိုက်ဆက်နဲ့အဲ့ဒီခေါင်းဆောင်ကိုပညာပေးလိုက်ရတယ်။ဒါကိုမြင်တော့တခြားစစ်သည်တွေကကြောင်းလန့်တကြားထွက်ပြေးကုန်ကြပြီးမယ်။မာနကြီးတဲ့အဖိုးကြီးကတော့လက်မလျှော်ပဲနိုင်ငံလေးကိုမီးရှို့ဖို့ကြိုးစားပြန်တယ်။ကျွန်တော်လည်းတွန့်ဆုတ်မနေပဲမိသက်ဆေးဘူးကိုအတုံပြူလိုက်တဲ့အသွားအဲ့ဒီအဖိုးကြီးဟာကြောင်အန်းသွားပါတယ်။သူ့ဘဝမှာဒီလိုထူးဆန်းတဲ့အရာမျိုးတစ်ခါမှမကြုံဘူးတာ哦။နောက်တစ်နေ့မှာတော့သူ့သမီးကဘယင်မကြီးကိုကလစ်စားကြည့်ဖို့ပိုးမိုင်အုပ်ကြီးကိုခေါ်လာပြီးတိုင်းပြည်ကိုဖျက်ဆီးဖို့ကြိုးစားပါတယ်။အဲ့ဒီအခါကျွန်တော်အစ်စ်ဝဲစားတဲ့ပိုးသက်ဆေးဘူးကိုတတိယသွားပြီးပုံစံငယ်စီကိုချိန်ပြီးပတ်လိုက်တယ်။စက္ကန့်ပိုင်းအတွင်းမှာပဲနိုင်ငံလေးဟာအဖြူရောင်အခိုးငွေတွေဖုံးလွှားသွားပြီးပိုးမာဒီအားလုံးတေကြီးကုန်ပါတော့တယ်။အဲ့ဒီအခါကျမှပဲဘယင်မကြီးဟာနတ်ဖျားကြီးတကယ်ရှိတယ်ဆိုတာကိုနားလည်သွားပါတော့တယ်